ဒီနေ့မှာတော့နော်ဝေးတနိုင်ငံလုံးပျော်ရွှင်မှုအလံကိုမြောက်ထူကြတဲ့အိုလီဆွန်စစ်တနက်မိုင်မှတ်တမ်းအားလုံးမင်္ဂလာပါကျွန်တော်ကတော့စိုးမိသွားပါတကယ်လို့စိတ်ဝင်စားရဲဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့ကျွန်တော်တောင်းဆိုချင်ပါတယ်နော်ကဲဒါဆိုရင်ဗီဒီယိုလေးစလိုက်အောင်စစ်တနက်မိုင်ဟာနော်ဝေးဖွဲ့စည်းပုံအခြေခံဥပဒေ1814ကိုအထိမ်းအမှတ်ပြုတဲ့နေ့ဖြစ်ပြီးစီတန်းတဲ့လေချင်းဟာနိုင်ငံအတွက်ဂုဏ်ယူဝေကြွားမှုကိုဖော်ပြပါတယ်Aldrig sur och nej. Det finns storebror mars som klingar i en fej.နော်ဝေးလူမျိုးတို့ဟာငြိမ်းချမ်းစွာစုဝေးပြီးလွတ်လပ်စွာပေါ်ပြနိုင်တဲ့ဓလေ့ကိုချစ်ကြတယ်။ဒါကဒီမိုကရေစီရဲ့အနှစ်သာရကိုပြခြင်းလည်းဖြစ်ပါတယ်။ဒီနေ့မှာကလေးတွေလူငယ်တွေလူကြီးတွေအားလုံးအတူပါဝင်ပြီးကြေးလက်နဲ့မျိုးပြကွာခြားမှုမရှိပဲပျော်ရွှင်စရာဆင်နွှဲကြပါတယ်ဘရုနာရိုးရာဝတ်စုံဝတ်ဆင်ခြင်းနိုင်ငံတော်သချင်းဆိုခြင်းတို့နဲ့အတူယဉ်ကျေးမှုအမွေအနှစ်ကိုဂုဏ်ယူစွာပြသကြပါတယ်
Rus ဆိုတာဘာလဲနော်ဝေမှာအထက်တန်းကျောင်းဆင်းတဲ့အခါအသက်18နှစ်19နှစ်ကျောင်းသားတွေကို Rus လို့ခေါ်ပါတယ်မေလတစ်လလုံးသူတို့ရဲ့ကျောင်းသားဘဝကိုပျော်ပွဲတွေနဲ့ကျင်းပကြပါတယ်စွတ်တဲ့နတ်မိုင်မှာလည်းသူတို့ဟာအဓိကဇက်ကောင်တွေပါအိုလီစွန်းကိုလည်းပျော်ရွှင်အောင်လုပ်ပေးကြပါတယ် Rus တယောက်ရဲ့ဘောင်းရီမှာအဆောင်တစိမ့်တွေအများကြီးတွေ့ရမှန်တော့ဒါကသူတို့ရဲ့ကျောင်းသားဘဝအမတ်တရားတွေပါနော်ဝေမှာ Rus people ကလူငယ်တိုင်းရဲ့အိမ်မက်တွေပါ Rus တရားလည်းစွတ်တဲ့နတ်မိုင်မှာသူတို့ရဲ့တီးဝိုင်းနေတဲ့အတူပါဝင်ကြပါတယ်လမ်းလျှောက်တာဟာပျော်ရွှင်မှုညီညွတ်မှုနိုင်ငံချစ်စိတ်ကိုဖော်ပြတဲ့ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ဒါကြောင့်နော်ဝေလူမျိုးတို့ဟာစွတ်တဲ့နတ်မိုင်မှာလမ်းလျှောက်ကြတာပါ။ Okay ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့လူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နော်။နောက်ဗီဒီယိုကျမှပြန်တွေ့